Hello guys အားလုံးပဲမင်္ဂလာပါနော်ဒီနေ့မှာပေါ့နော်ဇေပင်နှစ်ထက်လုံလီလေးကိုပြပြသွားမှာပဲဖြစ်ပါရှင်အားလုံးပဲလိုက်ကြည့်ကြပေါ့နော်ဘာဖြစ်လို့လဲဆိုတော့ပေါ့နော်ညီမလေးတယောက်ကပေါ့နော်ဇေပင်နှစ်ထက်တဲ့လောက်ပြပါလေသူနားမလဲလို့ပေါ့နော်အောက်စာပြောထားတဲ့အတွက်ပြပြရပြန်ပြောပြမှာပဲဖြစ်ပါရှင်အားလုံးပဲဗီဒီယိုလေးမစခင်မှာလည်းပြပြရဲ့ channel လေးကို like and subscribe လေးလုပ်ပေးကြပါလို့အားလုံးပဲတောင်းဆိုချင်ပါတယ်ရှင်အားလုံးပဲဗီဒီယိုလေးကိုစားလိုက်ရအောင်ရှင်ပြပြပေါ့နော်ဒီအပိုင်းမှာအားရအတွက်ပဲတောင်းပန်ပါရှင်အောက်စာပဲတီးခံပေးကြပါပြပြဆောင်ပွဲကြီးလည်းနီးပြီပေါ့နော်3ရက်ဖြေရမှာပါအဲအကြောင်းပါအဲ့ဒါဆိုဗီဒီယိုလေးကိုစားလိုက်ရအောင်ရှင် let's go အရေးဆုံးပြပြလို့ကကြောက်ဒီဟိုမင်္ဂလာဝတ်စုံလေးပေါ့နော်အောက်စာလေးလဲလိုက်ပါရှင်လဲလိုက်ပါမယ်လဲပြီးွားရဆိုရင်ပေါ့နော်အဲ့စပီလေးပြောင်းလိုက်ပါမာဝပြန်ပြီပြပြမာဝတတမမိုင်းရှင်စပီလေးပြောင်းတဲ့ဟာလေးပေါ့နော်ပြောင်းလိုက်ပါဒီဥစ္စာလေးပေါ့နော်ပြပြပြထားပါရဲ့အောက်စာလေးလွှင့်ရပါကိုပြောင်းကျင်တဲ့ဟာပေါ့နော်ကိုအဲ့ထဲမှာစပီနှစ်ထက်လုံးမဲ့ပထမအပိုင်းရဲ့ဟာကိုလုံလိုက်ပါပြပြရဒီအပိုင်းမဲ့လုံလိုက်ပါမယ်စပီရှိပေါ့နော်ဒီဥစ္စာလေးလေးလိုက်ပါပဲကျန်တဲ့ဥစ္စာရဲ့ကြိုက်တာလုပ်ပါပြီးွားရေပြပြလို့ကတော့ယောက်ျားလေးကိုပြောင်းလိုက်ပါမယ်ပြောင်းပြီးွားရေဆိုရောပြပြလို့ကခဏလေးတော့ပြပြအဲ့မှာဒါဘာမှမဟုတ်ပါဘူးဒါလေးနေလိုက်ပါရှင်အင်ကြီးလေးကကြောင့်အဲ့မှာကဲဒီအင်ကြီးလေးပေါ့နော်အဲ့ဘာအင်ကြီးလည်းမသိဘူးပြပြမေ့သွားအဲ့ဒီအင်ကြီးလေးကိုလုပ်လိုက်ပါပြီးွားရေအဲ့ဂိမ်းလေးကိုစားပါမယ်ရှင်စားပါမယ်ဒီဥစ္စာလေးနေလိုက်ပါခဏလေးရောစောက်ပေးပေါ့နော်သူကစောက်ရပါရဲ့ရပါပြီအရေးဆုံးပေါ့နော်ပြပြလို့ကကြောင့်ဒီလိုမျိုးလေးဖြစ်သွားပါမယ်အဲ့လိုမျိုးလေးဖြစ်သွားပြီဆိုရောပြပြလို့ကကြောင့်အဲ့ယောက်ျားလေးပေါ့နော်ယောက်ျားလေးဟုံးဘွိုင်းဟုတ်လားမသိဘူးဟုတ်တယ်ဟုံးဘွိုင်းလေးကိုနှိပ်လိုက်ပါမယ်နေပြီးွားဆိုရင်အဲ့ဘွိုင်းလေးကိုမြင်ရပါပြီအဲဒါဆိုရင်ဘွိုင်းကိုပြန်ပြောင်းပါမယ်အဲ့ဘွိုင်းလေးကကြောင့်သူ့ကိုလက်ကလေးတွဲလိုက်ပါလက်တွဲလိုက်ပါနော်ပြပြပါမယ်ဒီမှာပါမမီလို့ပေါ့နော်ပြပြအဲ့လက်ကလေးနဲ့တွဲလိုက်ပါမှာပါပြပြထားတယ်တွဲလိုက်ပါမယ်တွဲပြီးွားဆိုတော့ပေါ်ကဟာလေးစီနဲ့စရပေါ့နော်အောက်စာလေးကိုနေလိုက်ပါနေပြီးွားရဆိုရင်ကိုပွားနှစ်ပွားဖြစ်သွားပါပြီအားဆိုရောဒီဟုတ်စာလေးနေလိုက်ပါရှင်ချလိုက်ပေါ့နော်လက်ကိုချလိုက်ပြီဆိုပြေးလိုက်ပါပြေးပြီးွားဆိုအဲ့မှာသူ့ပါလက်တွဲလိုက်ပေါ့နော်တွဲလိုက်ပါတွဲပြီးွားဆိုရောကိုပေါ့နော်ပြန်ဖြတ်လိုက်ပါအဲ့လိုမျိုးလုပ်ပြီးွားရဆိုရောသူ့ကိုပါလက်ချလိုက်ပါပြန်ပြီးရောပေါ့နော်ပြီးွားရဆိုရောခဲကိုပြန်ပြောင်းလိုက်ပါရှင်ခဲရပေါ်နေပြီးတော့ဟိုအတုပေါ့နော်ကောင်မလေးအတုကိုစကားသွားပြောပါပြပြတော့ခောက်ပြောလိုက်ပင်ပေါ့နော်တော့ခောက်ပြောပြီးသွားဆိုရောပြပြလို့အဲ့မှာဝင်းကြီးလဲနေရာကိုလှုပ်လိုက်ပါလှုပ်ပြီးသွားဆိုပြီးပေါ့နော်ပြပြထားတဲ့ဟာလေးပဲလဲလိုက်ပါရှင်ကျန်တဲ့ဥစ္စာလဲလို့မရပါဘူးလဲပြီဆိုရင်ပေါ့နော်စပင်းနှစ်ထပ်မရပါဘူးရပြီဆိုရင်ပေါ့နော်သူ့ခြီလိုက်ပါရှင်ပြပြထားတဲ့အတိုင်းပဲခြီလိုက်ပါခြီပြီးွားဆိုဘွိုင်းကိုပြန်ပြောင်းလိုက်ပါဘွိုင်းကနေပြီးတော့အဲ့ခဲကိုပေါ့နော်ပြန်ခြီလိုက်ပါခြီပါမယ်အဲ့လိုမျိုးချိန်ဆိုရင်လက်ကြီးကကိုက်ဖြစ်သွားပါပြီရှင်
အမလေးကြောက်စရာကြီးသူ့မျက်လုံးရတော့အဲ့လက်ကြီးခါခါကြီးဖြစ်သွားပါပြီရှင်လက်ကြီးကကားကြီးဖြစ်သွားပြီဆိုသူ့ကိုပါပြန်ခြိထားရအောင်ချလိုက်ပါပြချလိုက်မယ်ကောနော်ကြောက်လိုက်တာဘာလို့ပုံလဲမသိဘူးရပါပြီရပြီဆိုရောအဲ့ခဲကိုပြန်ပြောင်းလိုက်ပါလက်ကကားဖြစ်သွားလေအဲ့လိုမျိုးဖြစ်သွားရဆိုရင်အဲ့ကောင်မလေးကိုချလိုက်ပါမယ်ချပြီးသွားဆိုပြပြလို့ကအဲ့ဘွားဟုံးဘွိုင်းဖြစ်ဟုံးခဲပဲဖြစ်သွားလိုက်ပါဟုံးဘွိုင်းပဲသွားလိုက်တော့မယ်နော်လွယ်ကူอ่ะသွားပါမယ်သွားပြီးတော့ရင်းကြီးလဲနေအောင်သွားပါသွားပြီးသွားဆိုရောပြပြလို့ကကြောက်ပေါ့နော်အဲ့ဟာစပင်းညက်တဲ့ပေါ့နော်စပင်းပြောင်းတဲ့ဟာလေးဟဲကိုနေလိုက်ပါဟဲလေးနေပြီးဆိုပေါ့နော်ကိုနောက်ထပ်ဒုတိယနှစ်ထပ်လုံးမဲ့ဟာလေးကိုနေလိုက်ပါပြပြရောဒီဟုတ်စာလေးပဲနေလိုက်ပါမယ်ရှင်အဲ့ဆိုရဒုံးမိုင်ဖြစ်သွားပါသည်ရှင်အဒုံးမိုင်ဖြစ်ပြီးမရတော့ဘူးလို့လည်းမထင်ပါနဲ့ပဲညီလဲမှရမှာပါအင်ကြီးလေးကြိုက်တာလဲလိုက်ပေါ့နော်ပြပြကြိုက်တာလဲလိုက်ပါမယ်ဒီတစ်ခါကျတော့ကြိုက်တာလဲလို့ရပါရှင်မှာပါအဲ့မှာလဲလိုက်ပြီဆိုနှစ်ထပ်ဖြစ်သွားပါမယ်ပြပြခဏလေးပြပြကြိုက်တာလဲလိုက်မယ်နော်ဒီအင်ကြီးလေးလဲလိုက်ပါမယ်လဲလိုက်ပြီဆိုရင်စပင်းနှစ်ထပ်ဖြစ်သွားပြီပေါ့နော်စပင်းနှစ်ထပ်ဖြစ်သွားဆိုရောပြပြကကြတော့စပင်းနှစ်ထပ်ဖြစ်သွားဆိုဒီဥစ္စာလေးနေလဲပါပြီးတော့ဒါလေးနေလဲပါရှင်စပင်းပဲရောင်လေးပြောင်းပါပါပြီးသွားဆိုကိုကြိုက်တဲ့အရောင်လေးပေါ့နော်စပင်းအရောင်လေးကိုပြောင်းလိုက်ပါရှင်ပြောင်းလိုက်ပါပြပြကိုကြိုက်တာပြောင်းပေါ့နော်ပြပြကြောင့်အမဲရောင်ပဲပြောင်းလို့မယ်အဲ့အညူရောင်လေးပြောင်းရင်ကောင်းမလားလို့နော်အမဲရောင်ပဲပြောင်းလိုက်တာပါပါရှင်ပြပြရပါပြီနှစ်ထပ်စပင်းလေးလိုက်ရပါပြီရှင်ချစ်စရာလေးကောင်းပါဒီနေ့ဗီဒီယိုလေးကဒီလောက်ပါပဲเนาะကြည့်ပြလူလေးကျေးဇူးတင်ပါတယ်ရှင်အားလုံးပဲပိုင်မှာ YouTube မှာကြည့်ရဆိုရော like subscribe လေးလုပ်ပေးသွားအောင်ရှင် like ကလေးရောပေါ့နော် TikTok မှာကြည့်ရဆိုရောအေးရောအသေးလေးပေးပြကြပါလို့ follow လေးရောပေါ့နော်အဲ့ဆိုမေးပေးပါနဲ့ရှင်ဒီဟိုလူအတူကကြောက်ပေါ့နော်စေဘေရှိတော့ပါဘူးသူ့စေဘေကျမယူလိုက်တယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားပါပေါ့စေဘေနဲ့ထပ်လို့နေရအားလုံးပဲ bye bye